ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါဒီနေ့တော့ကမ္ဘာဖလားအုပ်စုပွဲစဉ် round 3ရဲ့နောက်ဆုံးရက်ပေါ့နော်ဒီပွဲဒီနေ့ညမှာတော့ကုတ်ကြီးနှစ်ပါးလုံးရဲ့ပွဲရှိတယ်ပေါ့ကျွန်တော်အဲ့ဒီထဲမှာကျွန်တော်အာဂျင်တီးနားနဲ့ဂျော်ဒန်ပွဲကိုကျွန်တော်လုံးဝ special choice အနေနဲ့တပွဲတည်းတီးတန့်ကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ကျွန်တော်ဒီပွဲကိုဒီညတော်တော်လေးစိတ်ဝင်စားလို့ကျွန်တော်တော်တော်လေးကြိုက်လို့ပေါ့နော်ဒီကိုတို့အပန်းမကြည့်ရင်ကျွန်တော်ကို like and subscribe လုပ်ခဲ့ပါအောင်ကျွန်တော် YouTube channel အသစ်မှုလို့ပါကဲအဲ့ဒါဆိုစလိုက်ကြရအောင်ကဲဒီပွဲကမနက်ဖြန်မနက်8 နာရီခွဲမှာကန်မှာပေါ့အာဂျင်တီးနားတို့အနေနဲ့ကနောက်တစ်ဆင့်ကိုအုပ်စုပုံနဲ့တေချာပေါက်တက်သွားပြီပေါ့ဂျော်ဒန်ကကြတော့ကမ္ဘာဖလားကိုလုံးဝလက်ပြနှုတ်ဆက်သွားပြီဒါသူ့အတွက်ပွဲရှိလို့တော့ကစားမယ်ပွဲဒီပွဲမှာကျွန်တော်တို့တစ်ချက်ထည့်စဉ်းစားရမှာအရေးကြီးဆုံးအချက်ပဲဒီညမက်ဆီပွဲထွက်ကစားပါမလားကျွန်တော်ကဒီညမက်ဆီပွဲထွက်ကစားမယ်လို့မထင်တော့ဘူးကစားသမားရဲ့အတွေ့အကြုံရရောနောက်တစ်ဆင့်ကိုတေချာပေါက်တက်ပြီးသားဖြစ်တဲ့အတွက်ဒီညမှာမက်ဆီလိုကစားသမားမျိုးကိုလုံးဝသုံးမှာမဟုတ်တော့ဘူးနီးပြစကာလိုနီနေနဲ့ပေါ့နော်မနေ့ကလည်းနော်ဝေးနဲ့ပြင်သစ်ပွဲမှာလုံးဝနော်ဝေးရဲ့ပွဲထွက်ကစားသမားကြီးကလုံးဝsurprise ကြီးပေါ့နော်အကြံကစားသမားတွေကြီးပဲဒီညအာဂျင်တီးနားလည်းအဲ့လိုပဲသူတို့ကစားခွင့်မရတဲ့နီကိုပတ်တို့ဘလက်တိုင်းဘာကိုတို့ဒီလိုလူငယ်ကစားသမားတွေကိုသူတို့ပွဲထွက်ခွင့်ပေးလိမ့်မယ်ဒီညမှာစင်မြူနီရဲ့သားစင်မြူနီတို့လည်းဒီညပွဲထွက်လာလိမ့်မယ်အဲ့လိုပွဲထွက်ခွင့်မရတဲ့ကစားသမားတွေပဲဒီညသူဦးစားပေးလိမ့်မယ်ဒီညအာဂျင်တီးနားအတွက်ကလုံးဝရှုံးနိုင်တဲ့တီးတက်ဘာမှမဖြစ်တော့ဘူးနောက်တစ်ဆင့်ရှုံးထွက်မှာကစားဖို့တဲ့သူတို့ကစားသမားကြီးကိုသူတို့လုံးဝအပင်ပန်းခံမှာမဟုတ်တော့ဒီလိုညမှာကျွန်တော်တို့အဲ့ချက်ကိုလုံးဝထည့်သွင်းစဉ်းစားရမယ်ဒီပွဲရဲ့ကြေးတန်းမှာလည်းအာဂျင်တီးနားကလက်ရှိချိန်မှာနှလုံး30ရှုံးပေးထားပြီးတော့ဂိုးပေါင်းကြီးက3လုံး30ရှုံးပေးထားတယ်ကျွန်တော်ကဒီဂိုးပေါင်းကြီးနဲ့ဒီ body ကြီးမှာတော့ကျွန်တော်အာဂျင်တီးနား body ကိုကျွန်တော်မကြိုက်ဘူးဂိုးပေါင်းအပေါ်ကိုလည်းကျွန်တော်မကြိုက်ဘူးဒီညကျွန်တော်ကဂျော်ဒန် body နဲ့ဂိုးပေါင်းအောက်ကိုစုံလိုက်တွဲကြိုက်နေတာအောက်စုံတွဲကြိုက်နေတာဂျော်ဒန်အနေနဲ့ကဘာမှမျှော်လင့်ချက်မရှိတော့ဘူးဒါပေမဲ့ဒီညမှာသူတို့အနေနဲ့ရှေ့2022ကမ္ဘာဖလားတုန်းကအာဂျင်တီးနားကို Saudi Arabiaလို့အရှိအလဲပိုင်းအသင်းကကန်ပြတယ်လို့ဒီညဂျော်ဒန်အနေနဲ့ကလည်းအိမ်ပြန်မဲ့အတူတူတော့အာဂျင်တီးနားလိုအသင်းမျိုးတစ်ခုခုလုံးပြနိုင်တယ်ဆိုတဲ့ဂုဏ်လေးလိုချင်လို့သူတို့ဒီညကိုအဲ့လိုမျိုးစိတ်နဲ့ဆော့လိမ့်မယ်အဲ့အတွက်ကြောင့်အာဂျင်တီးနားကလည်းလူစုံထုတ်မလာတာနဲ့ဂျော်ဒန်လည်းအဲ့လိုစိတ်လေးနဲ့ဆော့နေတာဖြစ်တဲ့အတွက်ဒီညအာဂျင်တီးနားတော့ဂျော်ဒန်ကိုပြက်ပြက်သားသားကြီးအနိုင်ရသွားမယ်လို့ကျွန်တော်မထင်ဘူးအာဂျင်တီးနားအနေနဲ့ဂျော်ဒန်ကိုနိုင်သွားရင်လည်းတကိုးလောက်ပဲအာဂျင်တီးနားကနောက်ဆုံးပွဲမှာနောက်ပိုင်းနေမှာလုံးဝကိုမပေးထားဘူးပေါ့နော်ဂျော်ဒန်များဒီညတကိုးရသွားမလားကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ်။ကွက်တော့ခွင့်များလူငယ်သားသမားတွေနဲ့စော့ကြရင်လည်းဂျော်ဒန်များတကိုးရသွားခဲ့ရင်အာဂျင်တီးနားတို့ကြီးအောင်ကိုခတ်သွားပြီကျွန်တော်အဲ့အတွက်ကြောင့်ကျွန်တော်ဒီညပို့ပြီးတော့စစ်ဖြစ်မယ်အကွက်ဖြစ်တယ်ကျွန်တော်ဂျော်ဒန် body ကိုကျွန်တော်ဒီညပိုင်နိုင်ကြိုက်ပါတယ်။ညီကိုအနေနဲ့လည်းကြိုက်တူရင်ယူပါဂျော်ဒန် body ပါ။ကဲညီကိုတွေအားလုံးအဆင်ပြေကြပါစေကျွန်တော်နောက်ထပ်အချိန်ရရင်နောက်ထပ်ပေါ်တူဂီပွဲဗီဒီယိုထပ်လုပ်ပေးပါမယ်။ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ခဲ့ပါအားလုံးပဲ good luck ပါ